ရားသခင်ကိုရမကြီးကဟောတယ်ဝါတဲ့မင်းတို့အမတန်ရေးကြီးတဲ့အချက်မင်းတို့မှနောက်ကလိုက်ပြီးဒီကလာနေပါရဲဆိုတဲ့ဥစ္စာကိုသူသတိပေးရှာတယ်ရေးကြီးတဲ့အချက်ကဘာတော့ဆိုလို့ရှိရင်ဒီဘုန်းကြီးတို့မျိုးရေးရှိဘက်ကနေပြီးဒီကလာတောင်ကြီးတွေရှိကြတယ်အဲ့ဒီတောင်ကြီးတွေပေါ်မှာဘိုးတွေကသိထံသာရာတော့မြစ်တောင်မဆမ်းမှုတောင်တွေကျော်ပြီးဒီကလာဒီမျိုးတွေဒီဘာတွေရေလွှမ်းမိုးသွားမယ်ဆိုလို့ရှိရင်လေလွှမ်းမိုးနိုင်တာပဲလွှမ်းမိုးသွားလို့ရှိရင်ဖြင့်လေမရှိတက်မရှိဖောင်မရှိဒီလိုပုဂ္ဂိုလ်တွေကဗျာမရာမျောပြီးဒီကလာအေယာဝတီထဲရောက်ပါလိမ့်မယ်အေယာဝတီကနေပြီးဒီကလာသမုဒ္ဒရာရောက်သမုဒ္ဒရာရောက်ငားလိမ့်မကန်းတို့အစာဖြစ်ကြလိမ့်မယ်ဆိုတာလည်းအထင်ရှားပဲဖောင်မရှိလေမရှိနဲ့ဆိုကြရင်လေဘယ်လိုလို့ဆရာရှိသေးတုံးလို့မဲနေလို့ရှိရင်ဖြင့်ဖောင်မရှင်ပဲနဲ့မဲနေတဲ့ပုဂ္ဂိုလ်အိတ်နေတဲ့ပုဂ္ဂိုလ်တွေအဖြစ်ဗျာမရာမျောလို့ငါးလိမ့်မကန်းတို့ဣစာဖြစ်တယ်လို့ဒီမှာလဲမရဏဆိုတဲ့ရေကြီးရဒကာဓမ္မတို့လာနေပြီလို့မှတ်ကြကြမှာမှန်ပါဗျာမရဏဆိုတဲ့ရေကြီးရအားလုံးကိုအသေးမျောမဲ့ရေကြီးရရှိမရှိစဉ်းစားကြည့်ပါရှိပါဗျာအားလုံးကိုအသေးမျောမဲ့ရေကြီးရဧကန်ရှိတကယ်ရှိပါမှန်ပါဗျာဘုန်းကြီးလည်းမချမ်းဘူးဒီဒကာဓမ္မတွေလည်းမချမ်းဘူးအကုန်မျောမှာပဲမှန်ပါဗျာအကုန်မျောမဲ့ရေကြီးရဖြင့်လာနေပြီဆိုတာလဲတရားဓမ္မတွေကတန်တရားမရှိနဲ့လာနေပြီလို့တရားကြွမှတ်ပြီတော့ဒီတဲ့ဘုရားကြံရမလဲလို့မေးတဲ့ခါကြလို့ရှင်းဖြင့်မဲ့ခင်ဖောင်ကြီးများလှုပ်ထားနိုင်တဲ့ပုဂ္ဂိုလ်ဖြင့်မြုပ်ချင်းမြောက်ချင်းဆိုတဲ့ပင်လေတွေတော့မရောက်ပြီမှန်ပါဗျာဆံရတဲ့ရဖြစ်တဲ့နိဗ္ဗာန်တောင်ကမ်းပေါ်ရောက်ကြလိမ့်မယ်မဲ့ခင်ဖောင်မရှိတဲ့ပုဂ္ဂိုလ်မှာဖြင့်ခဏကအိပ်ပျော်လို့ဗျာမရာမျောပြီးငါးလိမ့်မကန်းတို့အစာဖြစ်ရသလိုဒီဃာဓမ္မတွေလည်းဖြစ်ရမှာဘုရားသခင်ကိုရမကြီးမြင်သောကြောင့်အိပ်ပျော်ခြင်းကိုဖြင့်တကယ်အသက်ရှူရှိုက်ဟောက်ပြီးအိပ်နေတာကိုဘုရားကဆိုလိုတာမဟုတ်ဘူး။သာယေသမီးရှိပွားရေးတွေဟူသောလောဘအဝိဇ္ဇာတို့တဏှာတို့နဲ့လောက်ကင်နေတာဟာငါဘုရားကအိပ်ပျော်ခြင်းလို့သတိပေးပါတယ်လို့ဆိုတာမှတ်ထားကြပါမှန်ပါဗျာသာယေသမီးရှိပွားရေးလိုက်စားပြီးကြတာဒါနဲ့ချိန်ကုန်နေတဲ့ပုဂ္ဂိုလ်ဟာအဝိဇ္ဇာနဲ့တဏှာတွေဟူသောအမိုက်တိုက်ထဲမှာသေးသေးချာချာအိပ်ပျော်နေတဲ့ပုဂ္ဂိုလ်ပဲလို့မှတ်လိုက်ကြမှာမှန်ပါဗျာဝိပဿနာအလုပ်ကိုခန္ဓာနာယုတ်ဖြစ်ပြအလုပ်ကိုခန္ဓာနာယုတ်ဖြစ်ပြအလုပ်ကိုလုပ်နေတဲ့ပုဂ္ဂိုလ်ကတော့ဝန်းနဲ့မဂ္ဂင်တွေရောက်ပြီးဒီကလာနေသောကြောင့်သူကဖောင်ပိုင်ရှိပြီးဖောင်ရှင်းနေတဲ့ပုဂ္ဂိုလ်ဖောင်ပိုင်အရာလုပ်နေတဲ့ပုဂ္ဂိုလ်မဂ္ဂင်ဖောင်ကြီးကိုတွဲနေတဲ့ပုဂ္ဂိုလ်မမြုပ်အောင်မမျောအောင်ကိုယ်ပိုင်လုပ်နေတဲ့ပုဂ္ဂိုလ်ပဲဆိုရင်ဖြင့်အမှန်ပဲလို့ဆုံးဖြတ်ချမှန်ပါဗျာဒါရင်သာယသမီးရှိပါရေးလိုက်နေတဲ့ပုဂ္ဂိုလ်ကအိပ်ပျော်တဲ့ပုဂ္ဂိုလ်မှန်ပါဗျာဝိပဿနာအလုပ်လုပ်နေတဲ့ပုဂ္ဂိုလ်ကနိုးလို့ရေလာမှသိလို့ဖောင်းနေပြန်ဆင်ပြီးဒီကလာထားတဲ့ပုဂ္ဂိုလ်မှန်ပါဗျာအဲ့ဒီပုဂ္ဂိုလ်နှစ်ယောက်ကလောကကြီးထဲမှာတကယ်ကြွယ်ရှိကြတယ်ဗျာမရှိကြဘူးရှိပါဗျာအဲ့ဒါကြက်ကြက်စဉ်းစားပါလို့ခွန်ကြီးတို့တရားဓမ္မတွေသတိပေးလိုက်ပါတယ်သာယသမီးရှိပါရဲ့ကိုအမောရပန်းလိုက်ပြီးဒီကလာတစ်နေ့နဲ့လည်းမပြီးနှစ်နေ့နဲ့လည်းမပြီးနဲ့တကယ်ကြွယ်တို့ရောင်းဝယ်လာတာကူနဲရရဲ့လည်းမဟုတ်ပါဘူးဗျာနဲရလာလည်းမဟုတ်ပါဘူးဒါတွေလည်းပြီးပြီလို့လည်းဆုံးဖြတ်ချက်ချလို့မရသေးလောဘဒေါသခိုင်းတိုင်းအလုပ်လုပ်ပြီးဒီကလာမောဟရိဥသောတရားကပိတ်ပင်လို့လောဘတို့ဒေါသတို့ခိုင်းတိုင်းမာနတို့ခိုင်းတိုင်းအလုပ်လုပ်ပြီးဒီကလာနေတာဉာဏ်စကမ်းဤစိတ်ရှင်းဖြစ်လေသောကြောင့်အိပ်ပျော်ခြင်းအလုပ်လို့ဘုရားကဟောလိုက်သဘောပါဉာဏ်စကားလို့မဟုတ်တော့ကြောင့်သူ့ဘယ်နဲ့ဆိုကြပါမလဲအိပ်ပျော်တဲ့ပုဂ္ဂိုလ်နဲ့အတူတူပဲလို့မှတ်စမ်းပါဝိပဿနာလုပ်နေတဲ့ပုဂ္ဂိုလ်ကတော့ဝိဇ္ဇာတဏှာတို့အိပ်ပျော်ခြင်းမှာနိုးပြီးဒီကာလဝိဇ္ဇာအလောဘတို့အလုတ်ကိုလုံနေသောကြောင့်နိုးနေတဲ့ပုဂ္ဂိုလ်ဖောင်းရှင်းနေတဲ့ပုဂ္ဂိုလ်တို့ငါဘုရားကဟောလိုက်ပါတယ်လို့သေသေးချာချာပဲမိတ်ရှိဒါဖြင့်လောကကြီးထဲမှာဒကာကျော်ဒကာသစ်တို့အိပ်နေတဲ့ပုဂ္ဂိုလ်လည်းရှိတယ်နော်ရှိပါဗျာနိုးနေတဲ့ပုဂ္ဂိုလ်ရှိပါဗျာဒါဖြင့်အိပ်နေတဲ့ပုဂ္ဂိုလ်ကိုမရဏဆိုတဲ့ရေကြီးကတိုက်ချတဲ့အခါကျတော့ဖောင်မရှိလှေမရှိတက်မရှိလို့မျောကျင်လို့မျောပြီးဒီကလာမြုပ်ချင်လို့မြုပ်လိုက်မယ်ဆိုတာဖြင့်တန်တရားမရှိကြနဲ့အိပ်ပျော်နေတာဟုတ်အိပ်ပျော်နေတော့မရဏဆိုတဲ့ကြီးလာစွာသောရေကြီးကဒကာအောင်တို့တိုက်ချလိုက်တော့သူ့ခိုးခွေးရရှိသေးရဲ့ရှိပါဗျာခိုးခွေးရမရှိတော့ဗျာမရာမျောပြီးဒီကလာဝဲရဲရောက်ဝဲရကနေပြီးစုပ်သွားလို့အောက်ရောက်အဘယ်လေးပါးဒီဥစ္စာနေရာဌာနမှာမရှိမလားရောက်ကြလိမ့်မယ်ဆိုတာဒကာကျွဲဒကာတစ်တို့ယုံမလားမှန်ပါဗျာဒါဖြင့်တို့ဒီကားလို့ဆိုရင်ဖြင့်သာယေသမီးရဲ့ရှိပါရေးနဲ့လုံနေတာဘုရားကလည်းဟောဆရာဘုန်းကြီးကထပ်ပြန်သတိပေးလိုက်ပြန်တော့
ဒါအိတ်နေတဲ့အလုပ်လို့ဆိုပါကလားတပည့်ကြကြသာယသမီးရှိပါရဲ့လိုက်နေတဲ့ပုဂ္ဂိုလ်များဘယ်လိုလဲတော့ခရအဝိဇ္ဇာကဖုံလုံးတဏှာကလူချင်းဒေါသကမရစိတ်ဆိုးမာနကရပြန်လို့ရှိရင်လည်းငါလိုရှာနေပွေနေငါရှိရလားငါလိုတိုင်းနေတာနဲ့နေနေတာရှိရလားဆိုတော့မာနကလည်းတက်လာပြန်တော့အိပ်ပျော်တဲ့ပုဂ္ဂိုလ်တွေပဲပညာရည်ဟူသောနိုးခြင်းဖြင့်နိုးပါရဲ့လားနိုးပါဘူးဩဒါဖြင့်ဘုန်းကြီးတို့ဓမ္မတွေအိတ်ချိန်နဲ့နိုးချိန်ဒီကားလို့ဆိုရင်ဖြင့်အထင်ရှားကြည့်ပါလားဒါကြောင့်ဘုရားသခင်ကိုရမကြီးကငါဒီအဝိဇ္ဇာရီသောအိပ်ပျော်ခြင်းမှနိုးပြီးဒီကာလလာလို့ဘုရားဖြစ်သူရောက်ခဲ့တယ်ဆိုတာလေဘုရားတိုင်းဟောတဲ့တရားဖြစ်နေသောကြောင့်ဓမ္မတွေယနေ့ရှေ့ပိုင်းမှာသံဝေကအားဖြင့်၎င်းအမှန်အားဖြင့်၎င်းဥပအောင်တို့ခေါ်လိုက်တယ်နော်မှန်ပါဗျာဒါရသမီးရှိပါရဲ့အခုပေါ်တဲ့အရေးတွေကလိုက်နေကြလို့ရှိရင်ဖြင့်တဲ့ဒါအိပ်ပျော်သောပုဂ္ဂိုလ်ပဲဘာလို့တော့အဝိဇ္ဇာတဏှာတို့အလုပ်ကိုဗျာဘာဆိုကြမလဲအဝိဇ္ဇာတဏှာတို့အလုပ်ဆိုတော့ခရကဘယ်ထဲသွန်းလိုက်ပါလိမ့်အိပ်ပျော်နေတဲ့ပုဂ္ဂိုလ်ဟာဒကာရမတို့မရဏဆိုတဲ့ရေကတော့လူတိုင်းတိုက်ချမှာမို့လားမှာပဲသူ့လည်းသူ့မရဏရေနဲ့ကိုယ်မှလည်းကိုယ်မရဏဆိုတဲ့ရေကြီးကတော့ဖြင့်ဒီမျိုးရှိဒီနယ်ရှိနောက်မွေးတဲ့လူရောအရင်မွေးပြီးသားတွေရောဒကာအောင်အကုန်တိုက်ချမှာအကုန်သတ်မယ်ဆိုတာကတော့ဖြင့်တန်တရားမရှိကြနဲ့ပေါ့ဗျာအိပ်ပျော်နေတဲ့ပုဂ္ဂိုလ်ရေတိုက်ချလိုက်တဲ့အခါကျတော့မဂ္ဂင်ဖောင်ကြီးကလည်းမလုံဘူးလက်မဲ့မျောရတဲ့ခါကျတော့ရေကြီးကတန်လက်မဲ့ကလည်းမျောရပြန်ဆိုတော့ရေစီမံကလေးခံရလို့ဝဲရဲလည်းရောက်ဝဲစီမံကလေးခံရလို့အောက်ငရဲကိုလည်းရောက်ဆိုတာညှင်းပွေရလူသေးဩဒါဖြင့်ဒကာဓမ္မတို့ရောင်းတိုင်းဝဲတိုင်းနေတိုင်းထိုင်တိုင်းဒကာကျွဲတာဘုရားခင်ကိုရမကြီးဉာဏ်ပညာနဲ့ကြည့်လိုက်တော့အိတ်နေတဲ့အလုပ်လို့မှတ်လိုက်စမ်းမှန်ပါဗျာအယောင်ဝဲလုပ်တွေတာယသမီးရှိဝါရဲ့လုပ်တွေဘယ်လိုဆုံးပြရချပါအိတ်နေတယ်လို့ပါဗျာအိတ်နေတဲ့အလုပ်မရေကမလာဘူးလားလာနေသလားမှန်ပါဗျာအရင်မှတည်းဒီလုပ်လို့ရင်တော့သေသွားတဲ့လူတွေလည်းတကတစ်တုံမြင်မှုပါလိမ့်မယ်ဒါရေတိုက်ချသွားတာဗောဗျာမရဏဆိုတဲ့ရေကြီးကတိုက်ချသွားတော့ဒကာဓမ္မတို့ဖုံးကမရှိဒါဖြင့်ရေရှိမှန်လို့ခံပေါ့ဗျာမှန်ပါဗျာမရဏရေရှိမှန်လို့ခံရတော့ဒကာဓမ္မတို့ခိုးခွေးရကလည်းမရှိဆိုတော့မရဏရေကစီမံလိုက်တဲ့ဥစ္စာကဝဲရဲပို့လိုက်ဝဲရဲဆိုတော့အာသဝဆိုတဲ့ဝဲရဲပို့လိုက်အာသဝဆိုတဲ့ဝဲရဲဒီကားလို့ရှင်ပို့လိုက်ပြီးဆိုမှဖြင့်ဝဲဆိုတာလှဲ့ဆိုတာလှဲ့ပါများမြုပ်ရကနေအောက်ရောက်သွားတော့ဗယံပရာနဲ့ပဲတဲ့ဒကာဓမ္မတွေနေကြထိုင်ကြတော့မယ်ဆိုတာဖြင့်အမှန်ပေါ့ဗျာမှန်ပါဗျာသဘောပါကြဩဒါဖြင့်သာယသမီးရှိပွားရေးလိုက်စားပြီးဒီကာလဒီနေ့ချမ်းသာနုံနုဒီနေ့ချမ်းသာနုံနုပြည့်စုံနုံနုနဲ့ရေလို့ရအသက်ဘေးကင်းရဖြစ်တဲ့မဂ္ဂင်ဖောင်ကြီးကိုပိုင်ရအောင်လုံးမထားမှုကိုပိုင်တွဲဆက်ပြီးဒီကာလဆင်မထားမှုပါဒကာကျွဲအယုတ်ဆိုးလွန်းတယ်မှန်ပါဗျာဒကာဓမ္မတွေဘယ်လိုဆိုကြပါစဉ်းစားပါဒကာဓမ္မတို့ဒီခုပြောနေတဲ့အရေးဟာဘုန်းကြီးကတန်ခါရှင်းပြောတဲ့အရေးလို့လေဒကာဓမ္မတွေကမှတ်ပါနဲ့အားလုံးကိုသက်ဆိုင်နေလို့ဘုရားကဟောခြင်းဖြစ်ပါတယ်ကဲဒါဖြင့်ဒကာဓမ္မတို့ရေလာနေဗလားမလာဘူးလားမရဏဆိုတဲ့ရေကြီးရလေဒီတည်းယနေ့လားနဲ့ပြန်လာတွေကမပါဘူးပါလို့မဂ္ဂင်ဖောင်ကမပြီးသေးခင်မဂ္ဂင်ဖောင်လည်းမရှင်ပဲနဲ့မဂ္ဂင်7ပါးလို့မလုပ်ဖဲနဲ့ဒီတိုင်းပဲမျောကြရမယ်ဆိုတော့ဖောင်မရှိတဲ့ပုဂ္ဂိုလ်မျောရောမှုဒီတရားဓမ္မတို့ခိုးခွေးရမယ်မျောမှုပေါ့သဘောပါကြဘာမျောမှုတယ်ခိုးခွေးရမယ်မျောမှုဆိုတော့လမ်းမှာလည်းဘာမှခိုးခွေးရမရှိရေးစီမံတယ်လို့ခန္ဓာကြီးကလိုက်ရလိမ့်မယ်မလိုက်ရဘူးမရဏစီမံတယ်လို့ခန္ဓာကြီးကလိုက်ရတော့တရားဓမ္မတို့မျောကျင်တယ်လို့မျောပါများဝဲရဲရောက်ဝဲလေလားမကလည်းမြုပ်တဲ့ထဲရောက်ဒါကြောင့်မျောခြင်းမြုပ်ခြင်းလို့ဟာမဂ္ဂင်ဖောင်မရှိတဲ့ပုဂ္ဂိုလ်ကြီးအလုံးဝိပဿနာအလုံးမရှိသောပုဂ္ဂိုလ်ကြီးအလုံးလို့မှတ်လိုက်စမ်းပါဗျာတပတ်ကြဝိပဿနာအလုံးမရှိသောပုဂ္ဂိုလ်ကြီးလောက်ကဖြင့်မျောခြင်းနဲ့မြုပ်ခြင်းမရှိမှန်ပါဗျာဒါကြွယ်ကောင်းသဘောပါအားလုံးဓမ္မတွေယနေ့လေးလေးစားစားနဲ့ပဲသံဝေကလည်းဖြစ်စေတော့မှန်လဲမှန်စေတော့ဘုရားခင်ကိုရမကြီးပါဠိတော်ကိုကြည့်ပြီးဒီကလာဓမ္မပဒမှာလာတဲ့အတွက်တံဗုဒ္ဓပတုသမ္မတ္တံဗျာတတ္တမာနသန္တံသုတ်တံကာမမဟောကောဝမေစုအာရယကိစ္စရိဆိုတဲ့ဂါထာကိုမြန်မာလိုရှင်းပြီးဒီကလာပြခြင်းဖြစ်ပါတယ်လို့မှတ်ကြမှန်ပါဗျာ
ဒါဖြင့်ရေလာမှာသိကြနေတဲ့ပုဂ္ဂိုလ်တွေဘာရေးကြည့်ပါလိမ့်မလဲဆိုတော့ကိုယ့်အသက်ကယ်ဆယ်ရေးရှိတယ်ကိုယ့်အသက်ကယ်ဆယ်ရေးဆိုတော့လေမျောပေါင်းဆံပေါင်းတို့တွင်မျောတဲ့ဥစ္စာကတော့ဖြင့်တရားဓမ္မတို့မိစ္ဆာဖောင်ကြီးတာခင်ဗျားတို့ဆင်နေကြမယ်ဆိုမျောမှာတမာဖောင်ကြီးကိုဆင်ကြမယ်ဆိုရင်ဆံတဲ့ဖောင်ဖြစ်ပြီးကြလားနိဗ္ဗာန်တောင်ကန်းကိုဘယ်ဒီဘယ်ကြရက်မှလည်းတက်ပြီးကြလားတတ္တဝါတွေမနှိမ့်ဆက်နိုင်တဲ့အခြေအနေရအောင်ယနေ့ဖြင့်ဆရာဘုန်းကြီးဒီအိတ်ချင်းမှနိုးကြပါတော့နိုးပြီးကြလားဖောင်ဆင်ကြပါတော့ဒါကူများစွာတောင်းပန်နေနေပဲလို့မှတ်ရအိတ်ချင်းမှလည်းပါတော့နိုးပြီးကြလားနိုးရုံနဲ့လည်းမပြီးသေးဘူးတရားနာတာနိုးတာပါပဲနိုးရုံနဲ့လည်းမပြီးသေးပါဘူးမက္ကင်ဖောင်ခန္ဓာကိုယ်ရဲ့အရောက်ဆင်ကြပါအောင်ဆိုတာကိုလည်းလေးစားစွာနဲ့ပဲတိုက်တွန်းပါတိုက်တွန်းတယ်မတိုက်တွန်းတယ်တိုက်တွန်းပါဗျာဘာကြောင့်လုံးလို့ဆိုတော့ဖော်မပြောလို့ရှိရင်တော့သူများလည်းဒီလိုလောက်ကင်စားတော့နေတာပဲတို့လည်းဒီလိုလောက်ကင်စားတော့တဲ့အလုံးမှမလုပ်ရင်ဘယ်ဖြစ်မလို့လူတဲ့နေတဲ့ဥစ္စာလူလိုတော့လောက်ရမှာပေါ့ဒါကမျက်စိမမြင်တဲ့လူချင်းအတုခိုးတာဘယ်လိုဆိုကြပါမျက်စိမမြင်တဲ့လူချင်းအတုခိုးတာကိုတခါကျွယ်တော့အသားမယူလိုက်ပါနဲ့အခုတုခိုးနေတဲ့အဓိပ္ပာယ်ရှင်းကြပါဗလားဘယ်လိုများတုခိုးကြပါလဲဟိုရင်လည်းရကန်းနဲ့လောက်ကင်စားဟိုရင်ကလည်းဈေးဆိုင်နဲ့လောက်ကင်စားတောင်းတာလူဆိုတာဒီလိုပဲလောက်ကင်စားတော့နေတယ်အလုံးမရှိလို့ရှင်မခက်ဘူးလားမခက်ပါဘူးလို့ခွန်ကြီးကဖြေတယ်ဟောင်းမရှိမှခက်ပါတယ်တပည့်ကြအလုံးမရှိလို့မခက်ပါဘူးတရားဓမ္မတို့ဟောင်းမရှိမှခက်ပါတယ်ဘာကြောင့်လဲဆိုတော့ရေလာနေတာပဲအလုံးမရှိဘာကိစ္စရှိတုံးဖောင်ရှိဖို့ဖောင်မရှိရင်သာခက်တာပေါ့ဒါဖြင့်တခါကျွဲတော့ယနေ့ကစပြီးဒီကလာကိုယ်ပိုင်ဖောင်ဆင်ကြပါတော့ဘယ်လိုများသတိပေးပါလိမ့်ကိုယ်ပိုင်ဖောင်ဆင်ပြီးဒီကလာကိုယ်ပိုင်စီးနှင်းပြီးဒီကလာကိုယ်သာလျှင်မရဏလွတ်ရာရှောင်ကြပါတော့ဒါဖြင့်မရဏဆိုတာကသေခြင်းအမရဆိုတာကမသေးရမှန်ပြည်နိဗ္ဗာန်ဒါဖြင့်ဒီအကြီးလို့ဖို့ရရေးကဖြင့်မက္ကံဖောင်မတပပို့မဲ့လူဆောင်းမဲ့လူတို့မှကဲမဲ့လူယူမဲ့လူမရှိတော့ပါလားအဲ့ရကနိုးမတော်တော့မယ်ဆိုပြီးဒီကလာမက္ကံဖောင်ဖြစ်ကိုဖြင့်ဒကာရမတို့လှုပ်ဖြစ်အောင်လုပ်ကြပါသဘောပါကြသမင်းညာရေးလို့ဘုန်းကြီးဒကာရမတွေဒီစကားကိုမယူလိုက်နဲ့နော်ဟုတ်ပါအောင်သမင်းညာလားဗျသမင်းညာလို့ဒကာရမတွေအခုပြောနေတဲ့စကားကိုနားမလည်လည်းမရှိပါနဲ့နားလည်အောင်လည်းပြောနေပါတယ်ဒီရေးဟာသာယသမီးရှိပါရဲ့လိုက်နေတဲ့ရေးဟာဝိဇ္ဇာတဏှာတို့၏အရေးဖြစ်လေသောကြောင့်ဒါအိပ်ပျော်နေတဲ့အလုပ်ပဲဝိပဿနာနဲ့ခန္ဓာ၅ပါးတစ်ပါးဖြစ်ဖြစ်ရှုပြီးဒီကလာမဂ္ဂင်တွေဝန်ထဲရောက်နေတဲ့လောကတော့ပြန်မဂ္ဂင်ဖောင်ကြီးကိုမတရားဆန်းတဲ့ဖောင်ကြီးကိုကိုယ်ပိုင်လုပ်ပြီးဒီကလာကိုယ်ပိုင်အသေးရှောင်းနေတာရှောင်းဖို့ကိုအစင်းသင့်ပြင်းနေတာဘာလားလို့ဆိုရင်မှန်တယ်ပဲဆုံးဖြတ်ချက်ချဒါကကြွယ်တာပြန်အရေးကြီးတာအရေးကြီးပေါ့ဗျာအရေးမကြီးတာဘုန်းကြီးတို့ဒကာဓမ္မတွေကချိတ်ပြီးဒီကလာထားလိုက်ပါအောင်ဆိုတာကိုသတိပေးလိုက်ပါတယ်ဒါရင်သာယသမီးရှိပါရဲ့ရောင်းဝယ်ဖောက်ကားရဲ့ဟူတွေ့သည်နိုးတာလားအိတ်တာလားဝိပဿနာလုံးနေတဲ့ပုဂ္ဂိုလ်ကနိုးတာပါဗျာဒါရင်နိုးနေတဲ့ပုဂ္ဂိုလ်ရေတိုက်မှန်နဲ့ဟုတ်လားဖောင်ဆင်းနေတဲ့ပုဂ္ဂိုလ်ရေတိုက်လို့ရှိရင်ဖောင်ဆင်းနေတဲ့ပုဂ္ဂိုလ်ကဖောင်ရှိလို့အန္တရာယ်ကင်းမနေ့ကသာယသမီးရှိပါရဲ့ဒီဟူသောအိပ်ပျော်ခြင်းနဲ့အိပ်ပျော်နေတဲ့ပုဂ္ဂိုလ်ကဖြင့်ဖောင်မရှိလို့လက်မဲ့မျောရကနေဝဲရဲရောက်ရကနေပြီးမြုပ်ဖို့သာရှိတော်တယ်ဆိုတာဒီရေးတဲ့ကြီးတာတော့ဖြင့်တခါကျွဲတခါတက်တခါအောင်လို့မရှိဘူးဒါဖြင့်ဒကာဓမ္မတို့မဲခင်ဖောင်ဆိုတော့လေပြောပြမဲ့လူရှိမှလဲကိုအန္တရာယ်ကင်းလို့ဘေးကင်းအောင်ကယ်ဆယ်မဲ့ဖောင်ဟာလုတ်တတ်တာဒီတိုင်းတို့မဲခင်ကြီးရပါလို့ဤမဲခင်ဖောင်ကြီးကိုစီးနှင်းမိတကလာနိဗ္ဗာန်မျိုးကြီးကဆန်တဲ့ရပါလို့ဤဆိုရုံနဲ့လည်းရတာမဟုတ်ပါဘူးကိုယ်တိုင်ဆင်ပြီးဒီကလာကိုယ်တိုင်စီးပြီးဒီကလာလုံးမသာလင်ဒကာဓမ္မတို့ရမယ်လို့ဖြစ်နေသောကြောင့်အခုဒကာဓမ္မတွေဘုန်းကြီးများကသတိပေးကြတာကဒကာဓမ္မတို့ခင်ဗျားတို့အယောင်းဝယ်ကောင်းတဲ့ဘုန်းကြီးဖြင့်ကြမ်းမှချမ်းသာမှုတော့ဝမ်းသာပါရဲ့အေးကျူးတယ်လို့ထင်တာပဲမဆိုရဘူးလားအယောင်းဝယ်ဖြင်းမြန်နေပြန်တော့လေအေးဒါဆိုင်လေးပိတ်ပြီးဒီကရာဒီတိုင်းနေမယ်ဆိုလို့ရှိရင်လည်းနောက်လာမဲ့ဈေးကောင်းလေးကြလို့ရှိရင်လည်းဆိုင်မရှိမှန်းသိတယ်ဘယ်သူမှမိတ်ဆက်လာမှာမဟုတ်တော့မျောလင်းစောနဲ့ပဲတခါနေပြန်တော့လည်းမကောင်းတဲ့
ခင်ဗျားတို့အိတ်နေတာ မှန်ပါဗျာ ကောင်းတယ် သိပါပါဗျာ ဒါဖြင့်ဘယ်တော့မှနိုးတယ်မရှိတော့ဘူးဆိုလို့ရှိရင်ဘယ်တော့မှကိုယ်ဖောင်ကိုလှုပ်ဖြစ်တယ်မဲ့အချိန်မရှိတော့ဘူး မှန်ပါဗျာ ရှိပါဦးမလား သိပါပါဗျာ အဲ့ဒါတော့ဆိုရင်ဒီဟာဖြစ်နေတော့ဒီနေ့တော့လေတကယ်ကျော်ဘာလုံးမှာတော့တကယ်တက်ဘာလုံးမှာတော့ကိုယ်ဖောင်မစင်နိုင်သေးဘူးဗျတာယသမီးရှိပါရဲ့ပဲလောက်အောင်အိပ်ရအောင်မဗျဒီနေ့တော့လေဘာလုံးမှာတော့ဆိုအိပ်ရအောင်မဗျနောက်ဒီနေ့ဘာလုံးမှာတော့မေးပြန်တော့လေ သိပါပါ ဩရေတွေကခမရလည်းပဲရောက်နေပြီခမရကအိတ်သုံးရှိသေးတယ်ကိုယ်ပိုင်ဖောင်းလည်းမရှိသေးခမရသိချင်းစိုးသိချင်းလို့လားလို့ဒီပြန်လည်းမေးစရာမရှိတော့ဘူး မှန်ပါဗျာ ဒါပဲမေးရတော့မယ်ဆိုတာသဘောပါ မှန်ပါဗျာ အဲ့ဒါကြောင့်ဘုန်းကြီးတို့ဓမ္မတွေဟာမသိသောပုဂ္ဂိုလ်ကပြောဆိုနေတာတွေကိုအတုခိုးပြီးဒီကလာသိသောပုဂ္ဂိုလ်ကအန္တရာယ်ကင်းဖို့ဘေးရှင်းဖို့ရှောင်ပါဆိုတာကိုအေးဆက်ဆက်လုပ်နေတာလောက်ကိုယ်မိုက်ထူပြောတာဖြင့်တကယ်ကျွယ်မရှိဘူး သိပါပါဗျာ ညာရောက်ကြပါလား သိပါပါဗျာ တန်မြင်ညမဟုတ်ပါဘူးလို့သတိထားလိုက်စမ်းပါ မှန်ပါဗျာ အလုံးလွန်ရေးကြည့်တဲ့စကားနှခွန်းပါလားဖောင်ရှိမှလွတ်ကင်းမှာပါလား မှန်ပါဗျာ မတရားမှန်ပြီနိဗ္ဗာန်ဆိုတာမဲ့ခင်နဲ့မှသွားလို့ရတယ်နော် မှန်ပါဗျာ ခြေချင်းလေးရင်နဲ့သွားလို့ မရပါဘူးဗျာ အဲ့ဒါကြောင့်မဲ့ခင်ဖောင်မှကိုယ်ပိုင်မရှိလို့ရှိရင်ဘုရားသခင်ကိုရမကြီးကဖြင့်မင်းတို့အသေးလို့တဲ့နေရာဌာနလည်းမင်းတို့ဟာမရောက်နိုင်တော့ပါဘူးဗယံမရာမြို့ပြီဗယံမရာမင်းတို့ဒီနေချင်းစိုးနေချင်းစိုးလမ်းတာမင်းတို့ရောက်တော့မှာပဲဆိုတာမြင်တော်မူသောကြောင့်မဂ္ဂင်ဖောင်ဒီဖြင့်ဆင်ပြအောင်ဆိုတာကိုဓမ္မဝရပါဠိတော်မှာတိုက်တွန်း မှန်ပါဗျာ တကယ်ကျွဲတကယ်မဟာကရုဏာတော်ယင်ကြီးဖြစ်နေလို့ပြောတာနော် မှန်ပါဗျာ ဘုန်းကြီးများကလည်းဘုရားကြီးကရုဏာတုလိုက်ပြီးဒီကလာတို့လည်းသိသလောက်နဲ့ဒုက္ခရုဏာနဲ့တို့ကဲတင်မတော်ကိုဆိုပြီးဒီကလာခမရတို့အိပ်ပေမဲ့နေတိုင်းနှိုးပေးနေ မှန်ပါဗျာ ခင်ဗျားတို့ကတော့အိတ်တာပဲနှစ်ပြန်ပါလို့မတော့အယောင်းပဲတစ်ပတ်ပါလို့ပါတော့ပြောကြဆိုကြနဲ့ခဏကပါလို့မတော့ဆိုခဏကလည်းကိစ္စတွေကမပြင်းပြတ်တာတွေကရှိသေးဒါတွေဟူသေးရကအိပ်ပျော်ခြင်းဖြင့်အိပ်ပျော်နေတာပဲလို့မှတ်ရ မှန်ပါဗျာ သဘောကျကြ မှန်ပါဗျာ ဒါဖြင့်အားလုံးကဓမ္မတို့အိတ်တွေကိုရဆဲပြီးဒီကလာအနိုးပဲလှဲလိုက်ပါအောင်ဆိုတဲ့ဥစ္စာတိုက်တွန်းရပြန်တယ် မှန်ပါဗျာ ရှင်းမလား ရှင်းပါဗျာ ကောင်းပြီဒါဖြင့်ဘုန်းကြီးတို့ဓမ္မတွေဒီတိုင်းနဲ့ပဲချိန်သာကုန်လို့ရှိရင်ဖြင့်ဩခမည်းတော်စုထားတဲ့ပစ္စည်းကလည်းခမည်းတော်မကယ်တဲ့ပြင်မှာဒိဋ္ဌဘုံကိုပဲသူကမျှောသေတိချမ်းမဲ့နဲ့ဒိဋ္ဌဖြစ်အောင်မျှောချလိုက်လောဘဒေါသတွေကလည်းငရဲရအောင်ပဲမျှောချလိုက်မောဟဆိုတာလည်းတိရစ္ဆာန်ဘုံရအောင်မျှောချလိုက်ဩဒါဖြင့်သူအိတ်နေခဲ့လို့ဒီဘုံဒီဌာနညှိုးရင်ရောက်ရတာကိုလို့မဆိုနိုင်ဘူး မှန်ပါဗျာ ဒါဖြင့်ဓမ္မတို့အိတ်ချိန်လားနိုးချိန်လား လို့ရပါဗျာ နောင်ရီလိုဆရာသမားနဲ့လည်းမတွေ့တော့ပါဘူးတခါကျွဲသာသနာကြီးကလည်းမရှိတော့ပါဘူးရှိပြန်လဲအောက်တန်းတရားတွေသာရှိနေမယ်ဆိုလို့ရှိရင်လည်းဥပအောင်ခက်ပြီမခက်ပဲဘူးလားဒါကြောင့်ဘုန်းကြီးတို့ဓမ္မတွေယခုချိန်ကစပြီးကြတာကကျွဲရှေ့ပိုင်းမှာနိုးချိန်နိုးပါတော့နှိုးပိမဲ့လူလည်းရှိပါသေးတယ် မှန်ပါဗျာ နောင်ကြတော့နှိုးပိမဲ့လူကိုပဲတခါသိရှိလိမ့်မယ်လို့ဘယ်တော့မှမအောင်မင်း မှန်ပါဗျာ ဘာဖြစ်လို့တော့ဆိုတော့ဟာဒီမေကမွေးလာတယ်ဒီမညာပဲရောင်းနေဝယ်နဲ့တောင်းသူဖြင့်တောင်းသူလေသမားသားသမီးဖြင့်တောင်းသူလေသမားလို့ကိုပဲသင်လွတ်တော့အိတ်ဖက်သင်လွတ်တယ် မှန်ပါဗျာ အယောင်းဝယ်သမားဖြင့်လည်းသူသားသမီးကိုအယောင်းဝယ်ပဲသင်လွတ်လိုက်ပြန်တော့အိတ်တာပဲသင်လွတ်တယ်နိုးတာပါရလား မှန်ပါဗျာ သူတို့ပါတဲ့နိုးတာလေးကလည်းမင်းပွေရင်လူတာပေါ့ကွာအာရှိရတဲ့လာပြီလားကိုဥပုပ်ဆောင်တာပေါ့ကွာဒါလေးကလည်းမက်ကင်ဖောင်ထဲမှာသူကအရင်ဖြစ်တဲ့အရင်တွဲရမယ်ဖောင်မှမဟုတ်ပဲနောက်မှသီလဆိုတာနောက်မှဝင်လာတာရှိဥစွာ၅လုံးတွဲပြီးမှ၈လုံးဖြစ်မှာဘူး မှန်ပါဗျာ အဲ့တော့ဒါလေးတော့ကလည်းတွဲလို့လည်းမဖြစ်သေးတော့ဒီဟာလေးကလည်းခင်ဗျားတို့ခိုးလောက်အောင်စီးလောက်အောင်အန္တရာယ်ကင်းလောက်အောင်ကတကားကျွယ်တကယ်စင်စစ်မဖြစ်သေး မှန်ပါဗျာ ဖြစ်ပါ မရှိပါဘူး မဖြစ်သေးတော့လူသေးတဲ့ဖြစ်တွေကများမနေဘူး မှန်ပါဗျာ အေးဒါကြောင့်ဩဘုရားလက်တင်ပြီးစဉ်းစားပါယနေ့တရားငါနဲ့ပြန်ပါလို့မှာတော့တပတ်ကငါပါလို့မှာတော့ခဏကငါပါလို့မှာတော့ကိုကိုနဘုရားလက်တင်စဉ်းစားငါဒီကားလို့ရှင်ဘုရားသခင်ကိုရမကြီးညံသွားနဲ့ကြည့်လိုက်တဲ့အခါအဲ့တဲ့အလုပ်ကြီးငါလုပ်နေပါလားနိုးတာကိုမပါပါလားနိုးမှသာရင်ဖောင်ဆင်ပြစ်တယ်မနိုးတဲ့ပုဂ္ဂိုလ်ဖောင်ဆင်ပြစ်တယ်လို့ထုံးစံရှိပါရဲ့ မရှိပါဘူးဗျာ အဲ့ဒါကြောင့်အလုံးလုံးမယ်လို့ကြံလို့ရှိရင်ပဲအိတ်မှာအိတ်တဲ့အလုပ်လားနိုးတဲ့အလုပ်လားဆိုတာကိုလည်းဝေဖန်ပြီးကြလားအိတ်ချိန်နဲ့နိုးချိန်လေးကိုဖြင့်ဖွဲကြဝေဖန်ပြီးကြလားသိကြပါဆိုတာတရားမဟုတ်မီရှေ့ဖို့ကာလမှာကိုဝေဖန်နည်းကိုပြောလိုက်ပါတယ် မှန်ပါဗျာ ဝေဖန်တတ်ပလား မှန်ပါဗျာ ကဲဒါဖြင့်
တာယတမေဇီဝရေလိုက်နေတဲ့အချိန်ကျတော့ဘာချိန်ဆိုကြမယ် သိတယ်ပြေပါဗျာ ခန္ဓာကိုယ်ဉာဏ်လဲပြီးဝိပဿနာရှုနေတဲ့အချိန်ကျတော့ လို့ကြပါဗျာ ဟောအဲ့ချိန်လဲဒကာဓမ္မတို့ရေလာနေတာပဲ မှန်ပါဗျာ နိုးချိန်ရေလာတဲ့ပုဂ္ဂိုလ်နဲ့အဲ့ချိန်ရေလာတဲ့ပုဂ္ဂိုလ်နဲ့အန္တရာယ်ကင်းမှုကအတော်ကွာပါလိမ့်မယ် မှန်ပါဗျာ တခါနိုးနေတဲ့ပုဂ္ဂိုလ်ကလည်းဖောင်းပါရှင်ပြီးဒီကလာပြီးပြီးသားဖြစ်နေနေမယ်ဆိုရင်တော့ပြန်ကြံတဲ့ပုဂ္ဂိုလ်တွေကမ္မတကာပဲနိုးလို့ဖောင်းရှင်တဲ့ပုဂ္ဂိုလ်သာလည်းလူရေးကျွရေးချမ်းသာရေးသူ့မှာသာကိုယ်ပိုင်ရတော့တယ်မဆုံးနိုင်ဘူးလားအဲ့ဒါကြောင့်ခင်ဗျားတို့အိတ်လာတဲ့ရက်ပေါင်းဘယ်လောက်ရှိကြလဲလို့မေးလို့ရှိရင်ကလေးသူငယ်လူမဲကလည်းအိတ်လာခဲ့တယ်ပညာသင်လုံးကလည်း သိပါဗျာ အိမ်တော်ကြီးသားလို့တည်တော်ကြပြန်တယ် သိပါဗျာ အိမ်တော်သားကြပြီးဒီကလာတခါကိုယ်နဲ့နေကြမြန်တော့ သိပါဗျာ ခိုင်းဒါပြန်အိတ်တဲ့ချိန်ကမြပြီးနိုးတဲ့ချိန်ကနေတော့နိုးတဲ့ချိန်မြန်မြန်ဆင်လိုက်ရင်လည်းဒီဖုံဖြစ်ပါသေးတယ်အလုံးဝမဆင်တော့ပါဘူးဆိုရင်ဖြင့်ဘယ်လိုပရိတ်တွေရွတ်ပြီးဒီကလာဘယ်လိုအမျှဝေညာတော့လဲမျောချက်မြုပ်ချက်ကတန်လုံးလို့သာရုခေါ်ချိန်မပေါ်နိုင်ဘူး မှန်ပါဗျာ ပေါ်နိုင်မလား မှန်ပါဗျာ အဲ့ဒါတွေညာနဲ့လက်ကြည့်မှာဩငါနဲ့ဒီလိုဆရာကောင်းသမားကောင်းနေတာမတွေ့တော့ဘူးဆိုလို့ရှိရင်ဖြင့်ငါတော့ကိုကျိုးနေတာဖြင့်မရှိတော့ဘူးဆိုရဘူးလားအခုတို့ချိန်နဲ့အဲ့ချိန်တရားဓမ္မတွေကွဲကြပါဘူးဒါရင်ဒါဖြင့်တို့ချိန်မှာတရားဓမ္မတို့ဘာလုပ်ရမလဲဝိပဿနာရည်သောမဂ္ဂင်ဖောင်ကြီးရှင်းရမယ်ဗျာဝိပဿနာမဂ္ဂင်ဖောင်ကြီးရှင်းမှသာလင်တဲ့တရားဓမ္မတို့လောကုတ္တရာမဂ္ဂင်ဖောင်အစစ်ဖြစ်လာမယ်မဟုတ်လားကောင်းပြီဒါဖြင့်တရားဓမ္မတို့ဖောင်းဆင်းတဲ့ဤကိုပဲနိုးတဲ့ပုဂ္ဂိုလ်တွေလည်းဖြစ်ပါပြီနိုးပေမဲ့လည်းဖောင်းကိုပဲလို့ရှင်းရမှမသိလို့ရှိရင်ဖြင့်နိုးနိုးနဲ့မျောရလို့ရှိရင်လေဒါနနိုးတိလာနိုးလောက်နေတော့မျောမှာပဲမျောပဲဘူးလား မှန်ပါဗျာ မဂ္ဂင်ဖောင်ကြီးမှမရသေးတဲ့ကာလပတ်လုံးဖြင့်ဒကာဓမ္မတို့စိတ်အေးလက်အေးနဲ့နေဖို့ရရေးဝေးပါသေးတယ်ဆိုတာသုံးဖြတ်ချက်ချ မှန်ပါဗျာ ပေါ်ကြဗလား မှန်ပါဗျာ